ဒီနေ့ကတော့နှွှေရွှေမနက်6နာရီအလုပ်ဝင်ရမယ့်ရက်ပါ4နာရီ45လောက်အရာထားရပါတယ်ထားခြင်းလားဆိုမထားခြင်းပါဘူးသွားခြင်းလားဆိုမသွားခြင်းပါဘူးစအိတ်ခြင်းပါတယ်ဒါပေမဲ့လည်းအလုပ်ဆိုတော့လုပ်ရပါမယ်မနေ့ကလည်းည9နာရီအထိအလုပ်လုပ်ရပါတယ်အိမ်ပြန်ရောက်တော့10နာရီထိုးခန့်နေပါပြီဒါပေမဲ့ဒီနေ့ကိုညနေသွားစရာရှိတာနဲ့မနက်ဆိုင်နဲ့လေးလိုက်တော့ဂျားထဲမှာဘယ်နှနာရီမှမအိပ်ရသေးပါဘူးမနက်ဆိုင်သွားရတာကောင်းတာတစ်ခုကကြတော့အေးလူရှိတာပါရုံသွားတဲ့အချိန်မှလည်းနေမထွက်သေးတော့နေမပူပဲနဲ့အေးချမ်းရှိတယ်ရုံရောက်သွားတဲ့ခါကျတော့လူတွေသိမ့်မရောက်သေးတော့နာအေးပါရေးရှိပါတယ်အလုံးလုံးလိုက်ပါဦးမယ်အတန်သွင်းနေရင်မှပြန်စဉ်းစားကြည့်တော့ဒီနေ့ကနှွှေရွှေထိုင်းကိုရောက်တာနှစ်နှစ်ပြည့်တဲ့နေ့ပါမနေ့တနေ့ရလိုပါပဲအချိန်ကြီးကုန်တာကလည်းအရန်မြန်လွန်းတယ်လို့ခံစားရတယ်ပြီးတော့ဒီနှစ်ကနှွှေရွှေကိုအသက်အရွယ်တစ်ခုရလာပြီးအသက်ကြီးလာပြီလို့ခဏခံစားရတဲ့နှစ်ပဲပေါ့နော်ဟိုးရင်တော့ကဒီအသက်အရွယ်လောက်ကြာရင်ဒီလိုလေးတော့ဖြစ်နေလောက်ပြီလို့တွေးခဲ့တာတွေလည်းအခုချိန်မှာဘာမှဖြစ်မနေတော့တာတွေလည်းရှိတယ်ကိုဖြစ်မယ်လို့မတွေးထားတဲ့အရာတွေကလည်းဖြစ်လာတာတွေလည်းရှိတယ်ကိုဘာမှမသိပါလားဘာမှနားမလည်ပါလားလို့တွေးမိတဲ့အချိန်တွေလည်းရှိခဲ့တယ်ကိုငါတော်ပါလားငါသိတော်ပါလားဆိုပြီးတော့ဂုဏ်ယူမိခဲ့တဲ့အချိန်တွေလည်းရှိတယ်အလုံးတောင်ဝန်တွေကိုကြေပွန်စူးစမ်းရင်းနဲ့ပဲကိုလှုပ်ချင်တာတွေကိုဖြစ်ချင်တာတွေမှာအာရုံခဲ့တာတွေလည်းရှိတယ်ကိုလှုပ်ရမှာတွေနဲ့လှုပ်ချင်တာတွေကိုဘယ်လန်းစင်ကြီးမညှိနိုင်တဲ့အခါနှွှေကိုယ်တိုင်ကလည်းကိုအားမလို့အားမရအဲ့လိုအပြစ်တင်မိတာမျိုးတွေလည်းရှိတယ်အားလုံးလည်းဖြစ်ပူကြလိမ့်မယ်ဒါပေမဲ့အဲ့လိုဖြစ်လာတိုင်းအဲ့လိုစိတ်ဝင်လာတိုင်းနှွှေကိုပြန်ပြီးတော့ပြောနေကြစကားရှိတယ်ဒါပေမဲ့လက်သုံးစကားလိုတောင်ဖြစ်နေပြီအခုဆိုရုံမှလည်းပြောနေတာနှွှေအရှုံးမပေးသေးသူတွေကတော့မရှုံးသေးဘူးပေါ့နော်တော်များများမှလည်းဖြစ်ချင်တာလေးရှိမယ်ဒါပေမဲ့တချို့တွေမှလည်းဖြစ်ချင်တာရဲ့လို့တတမမမရှိနေတာမျိုးလည်းရှိမယ်ပေါ့နော်အဲ့လိုလူတွေဆိုလို့ရှိရင်လည်း congratulations ပါလို့နော်အကယ်၍ကိုဖြစ်ချင်တာလိုချင်တာလေးတွေလှုပ်ချင်တာတွေရှိနေတဲ့အကောင့်ထဲတွေမဖော်ဖြစ်နိုင်သေးဘူးအကောင့်ထဲတွေမပေါ်လာသေးဘူးဆိုလို့ရှိရင်လည်းအဲ့ဒီအိမ်မက်လေးတွေမမေ့လိုက်ပါနဲ့လို့နော်လုံနိုင်တဲ့အပိုင်းကနေလုံနိုင်တဲ့လောက်လေးဆက်ပြီးတော့လုံနေပါလို့နှွှေကတော့အကြံပေးပါတယ် slow growth is also stay grow ပါဖြည်းဖြည်းချင်းကြီးထွားတာလည်းဒါတို့တွေဆက်လက်ကြီးထွားနေတာပဲမရက်တန့်တော့ဘူးပေါ့နော်โรคที่แล้วเป็นยังไงบ้างทำไปหนูว่าดีขึ้นค่ะโอเคอยู่ใช่ไหมใช่ค่ะဒါကတော့နှွှေဝက်ချန်အတွက်ကိုဆေးလာထူတာပါထုံဆေးလိမ့်နေတာပါနှွှေဝက်ချန်လိုပဲနှွှေတို့ဘဝမှာလည်းကို control လုပ်လို့အရတာတွေရှိတယ်မရတာတွေရှိတယ်ပေါ့နော်အဲကြောင့်မလို့အားလုံးပဲ2026မှာလည်းနှွှေတို့ control လုပ်လို့ရတဲ့အရာတွေကိုတော့တတ်နိုင်သမျှစူးစမ်းပြီးတော့လုပ်ကြမယ် control လုပ်လို့မရတဲ့အရာတွေကိုတော့လက်သံမလုပ်လိုက်ပါနောက်နှစ်မှပြန်တွေ့မယ်နော်တတာ